UK ကဘောလုံးအသင်းတွေနဲ့သူတို့ရဲ့ nickname တွေကိုဘယ်လိုခေါ်လဲဆိုတာရှင်းပြမယ်နော်ပထမဆုံးအနေနဲ့ Arsenal အားလုံးသိပြီးသား the Gunners the Gunners ဘာလို့ the Gunners ဆိုခေါ်လဲဆိုတော့အဲ့ Arsenal စောက်တဲ့ stadium မြာသူကအဲ့နားလေးမှာလေ Royal ဘာလဲဟိုဘယ်လိုမလဲဟိုလက်နဲ့ထုတ်တဲ့စက်ရုံရှိတာကွာဘာလို့ပြောလက်နဲ့ထုတ်တဲ့စက်ရုံရှိတော့အဲ့ဒီလက်နဲ့ the gun နေပေါ့နော်တနက်ထုတ်တဲ့စက်ရုံရှိတော့အဲ့ဒါကိုအကြောင်းပြပြီး the Gunners ဆိုခေါ်တာသူတို့ရဲ့ logo မှာလဲဟိုလေဟိုကြီးပါတယ်လေအမြောက်ကြီးပါတယ်လေ Arsenal နော်နောက်တစ်ခုက Aston Villa ကျတော့သူက the villain ဆိုခေါ်တယ်ဘာလို့ခေါ်လဲဆိုတော့အဲ့နားလေးမှာ church တစ်ခုရှိရဲအဲ့ဒီ church က the villain church ပေါ့နော်အဲ့လိုမျိုး church အကြောင်းပြုပြီးအနာမည်ရှိတော့မသိဘူးဒါပေမဲ့အဲ့ church ကိုအကြောင်းပြုပြီးတော့သူက the villain ဆိုခေါ်တာဖြစ်ပါတယ်နောက်တစ်ခုက Chelsea ကthe blues ဆိုလည်းခေါ်တယ်နောက်ပြီးတော့သူက the passioners ဆိုခေါ်တယ် passioners ဆိုတာကအဲ့ဒီနားမှာကွာလူအိုယုံပေါ့တော့ပြောလို့ရှင်တော့ဗလဲလူအို pension ယူထားတဲ့လူတွေအဲ့လိုမျိုးနေတဲ့အဲ့လိုမျိုးစေးယုံလို့လူအိုယုံလို့ပေါ့လူအိုယုံလို့ပေါ့ကွာ pension ဆိုတာဘယ်လိုပြောမလဲပမာဆိုလို့ရှင်အငိမ့်စာရထားတဲ့ယူထားတဲ့လူတွေအဲ့လိုမျိုးဖိုးကြီးအဖွားကြီးနေတဲ့အမို့ the pensioners လို့ခေါ်တဲ့ Chelsea ကို Everton ကကျတော့ဘာလို့ the toffee လို့ခေါ်တယ်ဘာလို့ toffee လို့ခေါ်လဲဆိုတော့အဲ့ဒီက local လိုမျိုး sweet shop ပေါ့နော်လို့အချိုချင်းနေဆိုင်နေဟိုမူတီပဲဦးစားပြုပြီးတော့ the toffee ဆိုခေါ်တာအဲ့တော့ကျတော့ Brighton ကကျတော့ the Seagulls သူ့ရဲ့အဲ့ဒီ logo မှာပါတဲ့ seagull လေးအတိုင်း the seagull လို့ခေါ်တယ်နော်နောက်တစ်ခုကကျတော့ Burnley ကျတော့ the Claret လို့ခေါ်တယ် the Claret ဆိုတာကသူ့အရင်တော့ logo ရဲ့မှာပါတဲ့အပြာနဲ့ဒီအနီရောင်ပေါ့နော်အနီရောင်ဆိုတာနီးညိုရောင်လို့ပြောမလားအဲ့ဒီအရောင်ကိုမူတည်ပြီးတော့ the Clarets လို့ခေါ်တာဆိုတော့ Burnley ကို the Clarets Liverpool ကျတော့ the Reds လို့ခေါ်တယ် red ကဘာလို့လဲဆိုတော့သူတို့ရဲ့အရောင်မှာပါတဲ့အနီရောင်တိုင်းပဲ the Reds လို့ခေါ်တာ Liverpool က the Reds အဲ့ဒီက Manchester United ကိုကြတော့ဘာလို့သူက Red Devils ဆိုခေါ်တယ်ဒါပေမဲ့အဲ့ဒီနာမည်ကကျတော့ club အသင်းကကိုယ်တိုင်ပေးထားတဲ့နာမည်ဟိုဒီဘယ်လိုပြောမလဲfunny ပြရနာမည်မဟုတ်ဘူးကွာမြန်မာနိုင်ငံက funny ပြရနာမည်ကတော့ Man U ပေါ့အဲ့ဒါက Manchester City ကျတော့ the citizens လို့ခေါ်တယ်သူတို့ the citizens city citizen ပေါ့ကွာလားဟိုလူမျိုး citizen ဆိုတဲ့ citizen လို့အဲ့ဒါက Newcastle United သူတို့ကျတော့ the Magpie ဆိုခေါ်တယ် Magpie ဆိုတာငှက်ကအဖြူနဲ့အနှံ့နဲ့ဆက်ထားတဲ့အရာပေါ့နော်ဒီ UK မှာကျတော့Magpie ငှက်တီးကဘာလဲဘယ်လိုမလဲတော်တော်များရှိတယ်အဲ့ဆိုMagpie အဖြူနဲ့အနဲ့ဟာ logo ကိုရည်စူးပြီးတော့သူ Magpie နဲ့တူရယ်ဆိုပြီးတော့အဲ့ဒီငှက်နာမည်နဲ့ Magpie ဆိုကွာနောက်တစ်ခုပါရှိတယ် the Toons ဆိုတာဘာလို့ခေါ်လဲဆိုတော့သူကဒီNewcastle ဆိုတာဒီအပေါ်ဘက်ပေါ်တော့ဆိုတော့သူတို့ accent နဲ့ Geordie accent နဲ့ပြောတယ်ဒီ Scotland ဘက်ရောက်လာတာပေါ့အဲ Geordie accent နေနဲ့သူက Newcastle ကျတော့ town မှာရှိရမြို့ထဲမှာရှိဆိုတော့ town ကို Geordie accent နဲ့ tune လို့ပြောတာသူအတန်ထွက်က town tune လို့ဖြစ်သွားအောင်အဲ့နဲ့ the tune ဆိုပြီးတော့သူတို့လိုမျိုးလဲခေါ်တာရှိတယ်နောက်တစ်ခုက Tottenham Hotspur ကျတော့ spa ဒူရန်တီပါတယ် Hotspur အဲ့ဒီကကျတော့ West Ham ကျတော့သူတို့က Hammers လို့လည်းခေါ်တယ် the Irons ဆိုလည်းခေါ်တယ်ဘာလို့ဆိုသူတို့အိမ်နာပတ်ဝန်းကျင်မှာကဒီ West Ham မှာကသူကဒီအဓိကတန်လုပ်ငန်းလုပ်တာပေါ့နော်ဆိုအဲ့ကြောင့်သူ့ရဲ့ West Ham ရဲ့ logo မှာလည်းတူနှချောင်းလာအဲ့လိုမျိုးလေးထားဆိုအဲ့ဆို the Hammers the Irons ခေါ်ပါလိမ့်ရှင်